တချိန်ကမင်းကလေးတယောက်ဟာချစ်သူဆင်းရဲသားလူငယ်လေးနဲ့အတူမိဘတွေကိုပါစိန်ကောင်းကအိမ်ပေါ်ကနေဆင်းပြေးခဲ့ဘူးပါတယ်ဒါပေမဲ့သူမမှာကိုယ်ရှိလာတဲ့အချိန်မှာတော့ခင်မုန်းဖြစ်သူကဘာအကြောင်းပြချက်မှမရှိဘဲရုတ်တရက်ကွာရှင်းခွင့်တောင်းခဲ့ပါတယ်ငါနှစ်တာကာလတစ်ခုကိုဖျက်ဆီးပြီးတဲ့နောက်မှာတော့ထိုလူငယ်ဟာတာမန်လူတယောက်မဟုတ်တော့ဘဲစတော့အိတ်ချင်းစင်းဝင်လုပ်ငန်းစုကြီးတစ်ခုရဲ့ CEO တူအဖြစ်ဘဝတစ်ခုလုံးပြောင်းလဲသွားခဲ့ပါပြီဒါတင်မကသေးပါဘူးသူကိုယ်တိုင်တော့မသိလိုက်ပဲသူ့မှာငါနှစ်ရွယ်သားလေးတယောက်လည်းရှိနေခဲ့ပါတယ်ဒီနေ့တော့ TV သတင်းတွေမှာဘီလီယံနာ CEO ကြီးဖြစ်ပြန်လည်ရောက်ရှိလာတဲ့သူ့အကြောင်းကိုတခဏနားထုတ်လွှင့်နေကြတာပေါ့ထိုချိန်မှာပဲတာဖြစ်သူလေးက TV ကိုစိတ်ကြည့်ရင်ဒီဦးလေးကတားရဲ့ပျောက်ဆုံးနေတဲ့အဖေများဖြစ်နေမလားမသိဘူးနော်လို့ကောက်ကင်ကပြောချလိုက်ပါတယ်ဒီစကားကြောင့်မိခင်ဖြစ်သူဟာထိတ်လန့်တုန်လှုပ်သွားခဲ့ရပါတယ်ဘာလို့လဲဆိုတော့လွန်ခဲ့တဲ့ငါနှစ်ကကွာရှင်းပြီးနောက်မှာသူမဟာဒီကလေးကိုရှိုးဝက်စွာမွေးဖွားပြီးတကူတော်မိခင်ရဖေးက MLA အဖြစ်အပင်ပန်းခံပြုစုပြီးအိုးထောင်ခဲ့ရလို့ပါပဲသူမရဲ့သူငယ်ချင်းကတော့ကလေးအတွက်ထောက်ပံ့ကြေးသွားတောင်းဖို့တိုက်တွန်းပေမဲ့သူမကတော့အေးချမ်းချမ်းပဲနေချင်တော့တယ်လို့အဲ့ဒီမျိုးသားကိုလည်းဘဝမှာထပ်မတွေ့ချင်တော့ပါဘူးဒါပေမဲ့လည်းကံကြမ္မာရဲ့ကြီးစဲမှုကတိတ်မကြခင်မှာပဲရောက်ရှိလာပါတော့တယ်အတန်းဖော်သူငယ်ချင်းတွေပြန်လည်ဆုံစည်းပွဲအစနေတိုင်းတခုမှအတန်းကောင်းဆောင်ကအခုတလောလူပြောများနေတဲ့ QCEO ကြီးကတခြားလူမဟုတ်ဘူးငါတို့သူငယ်ချင်းရဲ့လင်ဟောင်းပဲဆိုပြီးလူသိရှင်ကြားအော်ကျင်ညာလိုက်ပါတယ်အဲ့ဒီစကားလည်းဆုံးရောတီးတန်ကန်တကားပွင့်သွားပြီးသူမအတွက်တော့ရင်းနှီးလုံးတယ်လို့သူစိမ့်တယောက်လိုလည်းဖြစ်နေတဲ့ထိုမျိုးသားဟာအခန်းထဲကိုဝင်းဝင်းကြွားကြွားကြီးဝင်လာခဲ့ပါတော့တယ်အတန်းဖော်တွေအားလုံးကတော့ဝိုင်းပြီးလက်ခုပ်တီးအားပေးကြတယ်လို့မင်းတို့နှစ်ယောက်ကအရင်ကတည်းကလိုက်ဖက်ဆုံးတွေပဲဆိုပြီးဝိုင်းမြောက်ကြတာပေါ့တယောက်ကသူမကိုအရက်ခွက်ကမ်းပေးလိုက်တဲ့အချိန်မှာတော့ထိုမျိုးသားကကြားဖြတ်ပြီးခွက်ကိုယူတောက်ပေးလိုက်ပါတယ်ပြီးတော့သူကအရင်ကတည်းကအရက်သိမတောက်နိုင်ဘူးငါပဲကာကွယ်ပေးနေကြလို့အရင်ချိန်တွေကိုတတိယစီမဲ့စကားမျိုးပြောလိုက်ပါတယ်သူမလဲစိတ်မသက်မသာဖြစ်ပြီးအိမ်သာသွားမယ်ဆိုတဲ့အကြောင်းပြချက်နဲ့အပြင်ထွက်လာခဲ့ပါတယ်ပြီးတော့အတန်းကောင်းဆောင်ကိုငါတို့ကရှင်းထားရလဲတိရတာနဲ့ဘာလို့ဒီလိုပွဲမျိုးကိုတက်တက်မဲ့စီစဉ်ရတာလဲလို့ဒေါသကြီးမေးပါတော့တယ်အတန်းကောင်းဆောင်ကတော့သူတို့ကိုပြန်ဆင်ပြေစေချင်လို့စေတနာနဲ့လုပ်ပေးတာလို့စင်ကြေပေးပေမဲ့သူမကတော့ပြက်ပြက်သားသားပဲညှင်းဆိုခဲ့ပါတယ်မထင်မှတ်ပဲအဲ့ဒီညှင်းဆိုတဲ့တွေကိုထိုမျိုးသားကအနောက်ကနေအကုန်ကြားသွားခဲ့ပါတယ်ပွဲပြီးမှာတော့အမျိုးသားကသူမကိုအိမ်လိုက်ဖို့ကန့်လန့်ခဲ့ပြီးလမ်းတစ်လျှောက်လုံးနှစ်ယောက်သားတိတ်ဆိတ်လို့နေခဲ့ပါတယ်အိမ်အောက်ရောက်တော့အမျိုးသားကအပေါ်ထက်ကိုခဏတက်လေခြင်းနဲ့လို့ပြောပေမဲ့ကလေးရှိနေတာကိုအတိမခံနိုင်တဲ့အတွက်သူမကတိုက်ရိုက်ပဲညှင်းလွတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာအမျိုးသားကသူမရဲ့ခြေအိမ်မှာပေါက်နေတဲ့အပေါက်လေးကိုမြင်သွားပြီးမင်းကြီးရတာဒီငါနှစ်အတွင်းမှာတိတ်ပြီးအဆင်မပြေခဲ့ဘူးထင်တယ်လို့တယောက်တလုံးနဲ့ဆောင်းပြောင်းပြောဆိုပြီးဒေါသကြီးထွက်ခွာသွားခဲ့ပါတယ်နောက်ရက်မှာတော့သူမဟာကုမ္ပဏီကနေအင်တာဗျူးလုပ်ဖို့တာဝန်တစ်ခုပေးရချင်းခံရပြီးအင်တာဗျူးရမယ့်သူကတော့အဲ့ဒီ CEO ကြီးပဲဖြစ်နေပါတယ်မတက်တာတဲ့အဆုံးရချင်းယူဖို့ဖုန်းဆက်လိုက်တဲ့အခါမှာတော့အန်တစရာကောင်းတာကဖုန်းကိုသူမရဲ့လင်ဟောင်းကိုယ်တိုင်ကိုက်လိုက်တာပါပဲသူကအင်တာဗျူးလက်ခံဖို့အတွက်ကန်ထရိုက်တစ်ခုတောင်းဆိုလိုက်ပါတယ်အဲ့ဒါကတော့သူ့ရဲ့ဘိုးဖြစ်သူကိုစေးရုံမှာတွားတွေ့ပေးရမယ်ပြီးတော့အဖိုးရှိမှာချစ်ခင်ဆန်ပြက်လက်များတွေဖြစ်ဟန်ဆောင်ပြရမယ်ဆိုတာပါပဲအတိအကျပဲအဲ့ဒီအချိန်မှာပဲသူမရဲ့တားလေးဟာရုတ်တရက်အဖျားကြီးပြီးစေးရုံကိုအရေးပေါ်ပို့လိုက်ရပါတယ်ပို့ပြီးတိုက်ဆိုင်သွားတာကတော့ CEO ရဲ့အဖိုးဖြစ်သူဟာစေးရုံမှာကလေးကိုမြင်သွားပြီးသူမြင်းငယ်ငယ်တုန်းကရုပ်နဲ့တပုံစံနဲ့တူနေတာကိုသတိပြုမိသွားတာပါပဲအဖိုးကြီးကချက်ချင်းပဲမြင်းဖြစ်သူစီဖုန်းဆက်ပြီးမင်းအပြင်မှာခုံမွေးထားတဲ့ကလေးရှိနေတာလားဆိုပြီးဒေါသကြီးလမ်းမေးပါတော့တယ်တစ်ဖက်မှာလည်းမိခင်ဖြစ်သူကတားလေးကိုအိမ်ပြန်ခေါ်ဖို့ပြင်ဆင်နေပေမဲ့ကလေးကတော့ဖေဖေကိုပဲရှာပေးပါလို့ကြီးကြပ်နေပါတယ်နောက်ဆုံးတော့ဘာမှလုပ်လို့မရတဲ့အဆုံးကလေးကိုသူငယ်ချင်းဖြစ်သူနဲ့ခိတ္တအထားခဲ့ပြီးလင်ဟောင်းဖြစ်သူနဲ့အတူအဖိုးဖြစ်သူရဲ့အင်ကြီးစီကိုလိုက်သွားခဲ့ရပါတော့တယ်ဒါပေမဲ့ဘာနဲ့လုံးတဲ့ကလေးလေးကတော့သူ့မိမိဟာဖေဖေကိုတွားရှာတယ်ဆိုတာသိနေတဲ့အတွက်ကလေးစီရုပ်ကားလေးကိုမောင်းပြီးအနောက်ကနေတကောက်ကောက်လိုက်လာခဲ့ပါတယ်တိတ်မကြခင်မှာပဲသူတို့အားလုံးအင်ကြီးရဲ့အိတ်ခမ်းထဲမှာဆုံမိကြတာပေါ့အဲ့ဒီအချိန်မှာပဲ CEO ရဲ့မိခင်ဖြစ်သူရောက်ခမဟောင်းကညီလိုကလေးတောင်မမွေးနိုင်တဲ့မိန်းမဆိုပြီးနှာခေါင်းရှုံစော်ကားနေတော့မရှိပါသေးတယ်ဒါတင်မကတည်းကတကယ်လို့ညီမသားကလေးရှိခဲ့ရင်ငါကိုယ်တိုင်ဒီပေါ်ထက်ကနေအောက်ကိုခုံချပြီးကပ်ပြမယ်လို့တောင်ကလူကထပြောဆိုနေခဲ့တာပါမထင်မှတ်ပဲအဲ့ဒီဘက်မှာတင်အိမ်ဆောင်လုံခြုံရေးဝန်ထမ်းကကလေးလေးကိုလက်ဆွဲပြီးအခန်းထဲဝင်လာပါတော့တယ်ပြီးတော့ဒီကလေးကသူ့မိမိကိုလာရှာတာပါလို့ပြောရင်မိခင်ဖြစ်သူရဲ့နာမည်ကိုအကျယ်ကြီးအော်ပြောလိုက်တဲ့အခါမှာတော့တအိမ်သားလုံးကလူတွေအားလုံးဆွန့်ပြီးပါဇက်ဟောင်းသားဖြစ်သွားကြရပါတော့တယ်